အားလုံးပဲမင်္ဂလာပါတကရိုးဒိုင်ယာရီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အစာရေးသူ Brianna Weiss ရေးသားထားတဲ့ The Mountain Is You ဆိုတဲ့စာအုပ်လေးရဲ့အနှစ်ချုပ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီစာအုပ်လေးကတော့ကမ္ဘာတစ်ဝန်းမှာအရန်ကိုအောင်မြင်ကြော်ကြားခဲ့တဲ့ဘတ်ဆယ်လာစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်ဒီစာအုပ်ရဲ့အဓိကသတင်းစကားကတော့ရှင်းပါတယ်ကျွန်တော်တို့ဘဝမှာရှေ့ဆက်မတိုးနိုင်အောင်မြင်မှုတွေမရအောင်တားဆီးနေတဲ့အကြီးမားဆုံးတောင်တန်းကြီးတွေဟာပြင်းပကအခက်အခဲတွေမဟုတ်ပဲကျွန်တော်တို့ကိုယ်တိုင်ဖန်တီးထားတဲ့ကိုပြန်လဲဖြစ်စည်းနေတဲ့ဆက်စပါတက်အလေးထားတွေပဲဖြစ်ပါတယ်တဘာဝတရားကြီးမှာမြေပြင်တစ်ခုအပြင်းထန်ပွတ်တိုက်မိရာကနေကြီးမားတဲ့တောင်တန်းကြီးတွေဖြစ်ပေါ်လာသလိုပဲကျွန်တော်တို့ရဲ့သိစိတ်ကလိုချင်တဲ့အရာနဲ့မသိစိတ်ကကြောက်ရွံ့နေတဲ့အရာနှစ်ခုပွတ်တိုက်မိရာကနေကျွန်တော်တို့ရှေ့မှာဖြတ်ကျော်ရခဲ့တဲ့တောင်တန်းကြီးတစ်ခုဖြစ်လာတယ်လို့စာရေးသူကတင်စားထားပါတယ်ကျွန်တော်တို့အများစုကနေ့စဉ်ဘဝမှာဒီလိုမျိုးကြုံမှုကြမယ်ထင်ပါတယ်ကိုယ်အလေးချိန်လျှော့ချမယ်ဓာတ်ရလုပ်မယ်လို့ဆုံးဖြတ်ပြီးနာရီပိုင်းမှာပဲအချိုးတွေပြန်စားမိတာမျိုးအလုပ်လုပ်ဖို့အကြံကောင်းညာကောင်းတွေအများကြီးရှိနေပါလေရဲ့နဲ့တကယ်တမ်းကျတော့ဖုန်းလေးပွက်ပြီးဆိုရှယ်မီဒီယာပေါ်မှာအချိန်တွေဖြုံးမိနေတာမျိုးပေါ့ဒီလိုဖြစ်လာတဲ့အခါတိုင်းငါကစိတ်ဓာတ်မခိုင်မာလို့ငါကပြင်းလို့ဆိုပြီးကိုအပြစ်တင်တတ်ကြပါတယ်ဒါပေမဲ့ဒီစာအုပ်ထဲမှာတော့ဒီလိုကိုပြန်ဖြစ်စည်းနေမိတာစိတ်ဓာတ်မခိုင်မာလို့မဟုတ်ပဲကိုယ့်ရဲ့မသိစိတ်ကနေကိုလုံခြုံအောင်ကာကွယ်ပေးနေတဲ့ရန်တရားတစ်ခုသာဖြစ်တယ်လို့ဆိုထားပါတယ်ဒီနှစ်ချုပ်လေးကိုတေချာအာယုံဆိုင်ပြီးအဆုံးထိလိုက်ပါနားဆင်နိုင်မယ်ဆိုရင်ကိုအမြဲတမ်းနောက်ဆွဲနေတတ်တဲ့အဲ့ဒီမတိစိတ်ရဲ့ထောင်ချောက်တွေကနေဘလို့ရုံးထွက်ပြီးမိမိကိုအပြည့်အဝအောင်နိုင်သူတယောက်အဖြစ်ဘလို့ကူးပြောင်းမလဲဆိုတာတွေကိုရှင်းရှင်းလင်းလင်းသိမြင်သွားမှသိကြပါတယ်။ဒါဆိုရင်ဒီနေ့ဆွေးနွေးသွားမယ့်အဓိကအပိုင်းလေးတွေကိုကြိုးပြီးပြောပြပေးခြင်းပါတယ်။ပထမအခန်းမှာမိမိကိုဖြစ်စည်းတတ်တဲ့ self sabotage အလေးထားတွေရဲ့အဓိကဇာတ်မြစ်နဲ့တဘာဝကိုလေ့လာသွားကြပါမယ်။ဒုတိယအခန်းမှာတော့ကိုယ့်ရဲ့လောက်ရတွေကိုနောက်ွယ်ကနေကြိုးကင်နေတဲ့မတိစိတ်ရဲ့ကစားကွက်တွေကိုဖော်ထုတ်ပြီးစိတ်ခံစားမှုဉာဏ်ရည်ကိုဘလို့တိဆောက်မလဲဆိုတာကြည့်ကြပါမယ်။တတိယအခန်းမှာတော့အတိတ်ကနာကျင်မှုတွေကိုလွှတ်ချပြီးကိုယ့်ရဲ့အကောင်းဆုံးအနာဂတ်ကိုဘလို့ပုံဖော်တိဆောက်မလဲဆိုတာတွေကိုတွေ့ရပါမယ်။နောက်ဆုံးစတုထအပိုင်းမှာတော့မိမိကိုအပြည့်အဝအောင်နိုင်သူတစ်ယောက်အဖြစ်ဘလို့ပြောင်းလဲအသက်မွေးမလဲဆိုတဲ့လက်တွေ့ကြတဲ့အဆင့်တွေကိုလေ့လာသွားကြမှာပဲဖြစ်ပါတယ်။အစီအစဉ်လေးရဲ့အဆုံးမှာလည်းဒီစာအုပ်လေးတွေကသင်ခန်းစာတွေကိုလွယ်ကူရိုးရှင်းပြီးလက်တွေ့လှုပ်ဆောင်နိုင်မဲ့ action plan လေးတွေကိုပါထည့်သွင်းဖော်ပြပေးသွားမှာဖြစ်လို့ကျောင်းနဲ့တူအဆုံးထိလိုက်ပါနားဆင်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ဆင်မသွားခင်မှာဒီလိုဘဝအတွက်တာမိုးရှိတဲ့စာအုပ်ကောင်းတွေရဲ့အနှစ်ချုပ်တွေကိုအမြဲမပြတ်နားဆင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဟုတ်။ကဲဒါဆိုရင်စာအုပ်ရဲ့ပထမဆုံးအပိုင်းကိုစတင်လိုက်ကြရအောင်။အပိုင်း1တောင်တန်းဆိုတာသင်ကိုယ်တိုင်မှာပဲကိုပြန်ဖြစ်စည်းတတ်တဲ့အလေးထားတွေရဲ့ဇက်မြစ်ဒီစာအုပ်ရဲ့အစမှာနဲ့စာရေးသူကစိတ်ဝင်စားစရာကောင်းတာလေးတစ်ခုနဲ့စတင်ထားပါတယ်။တဘာဝတရားကြီးမှာတောင်တန်းတွေဘလို့ဖြစ်တည်လာလဲဆိုတာကိုစဉ်းစားကြည့်ကြရအောင်ပါ။ကမ္ဘာမြေမျက်နှာပြင်ပေါ်ကအေယာမကြောက်ချလာခြင်းနှစ်ခုဟာတစ်ခုနဲ့တစ်ခုအပြင်းထန်တိုက်မိကြတဲ့အခါမြေပြင်ဟာအပေါ်ကိုထိုးတက်သွားပြီးကြီးမားတဲ့တောင်တန်းကြီးတွေဖြစ်လာတာပါဒီတဘာဝဖြစ်စဉ်ကိုစာရေးသူကကျွန်တော်တို့ရဲ့စိတ်နဲ့နှိုင်းယှဉ်ပြထားပါတယ်ကျွန်တော်တို့ရဲ့သိစိတ်ကလိုချင်တောင့်တနေတဲ့အောင်မြင်မှုပျော်ရွှင်မှုအေးချမ်းမှုတွေနဲ့ကျွန်တော်တို့ရဲ့မသိစိတ်ထဲမှာအမြင့်တွယ်နေတဲ့ကြောက်ရွံ့မှုစိုးရိမ်မှုနာကျင်ရမှာကိုရှောင်လဲခြင်းမှုတွေဟာတစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်ဖြစ်ပြီးအပြင်းထန်ပွတ်တိုက်မိကြပါတယ်အဲ့ဒီလိုအတွင်းစိတ်ရဲ့ပွတ်တက်မှုလေးတွေကနေပဲကျွန်တော်တို့ရဲ့ရှေ့မှာကြော်ပြဖို့ခက်ခဲတဲ့ပြဿနာဆိုတဲ့တောင်တန်းကြီးတစ်ခုဖြစ်တည်လာတာပါဒါကြောင့်ကိုယ့်ဘဝကိုရှင်းမစစ်နိုင်အောင်တားဆီးနေတဲ့အဲ့ဒီတောင်တန်းကြီးဆိုတာတကယ်တော့အပြင်ပတ်ဝန်းကျင်ကအခက်အခဲတွေမဟုတ်ပဲကိုယ့်ရဲ့အတွင်းစိတ်ကဖန်တီးထားတဲ့ကိုပြန်လဲဖြစ်စည်းနေတဲ့လောက်ရဒေတာဖြစ်တယ်လို့ဆိုရတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းဝင်ဇာတ်လမ်းလေးတစ်ပုဒ်ကိုစာရေးသူကထည့်သွင်းပြောပြထားပါတယ်နာမည်ကျော်စိတ်ပညာရှင်ကြီးခါးဂျွန်ရဲ့ငယ်ဘဝဇာတ်လမ်းလေးပါဂျွန်ဟာအသက်12နှစ်အရွယ်ကျောင်းသားဘဝတုန်းကတရက်မှာသူ့ကိုအခြားကျောင်းသားတစ်ယောက်ကတွန်းချလိုက်လို့ခေါင်းနဲ့မြေကြီးဆောင်ပြီးမူးမေ့သွားခဲ့ပါတယ်အဲ့ဒီလိုလဲကျသွားတဲ့အချိန်မှာကလေးတို့တဘာဝငါကြောင်းသွားစရာမလိုတော့ဘူးစာသင်စရာမလိုတော့ဘူးဆိုတဲ့အတွေးလေးတစ်ခုခေါင်းထဲဝင်လာခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့အာအောစရာကောင်းလောက်အောင်ဂျွန်ဟာစားကျစ်ဖို့လှုပ်တိုင်းဒါမှမဟုတ်ကြောင်းသွားဖို့လှုပ်တဲ့အခါတိုင်းအလိုနေရင်ခေါင်းတွေမူပြီးတတိလက်မေးတဲ့ယောဂဆွဲကပ်သွားခဲ့ပါတယ်ဆရာဝန်တွေဘလို့ကုမပြောက်ခဲ့ပါဘူးနောက်ဆုံးတော့သူ့အဖေကသူများတွေရှိမှငါသားလေးဒီလိုဖြစ်နေတာငါမှပတ်စံလည်းမရှိတော့ဘူးသူ့အနာကတော့ဖြစ်စည်းပါပြီလို့ငိုပြီးပြောနေတာကိုကြားလိုက်ရတဲ့အခါဂျွန်ဟာသူဘလောက်ပဲမူးနေပါစေတတိလက်ချင်နေပါစေအန်ခဲပြီးစာအုပ်ကိုအတင်းပြန်ဖတ်ခဲ့ပါတယ်အဲ့ဒီလိုခက်ချမ်းချမ်းပြန်လဲရုန်းကန်လိုက်တဲ့အချိန်ကြမှာပဲအဲ့ဒီတတိလက်တဲ့ယောဂါကြီးဟာအာဩစရာကောင်းလောက်အောင်ပျောက်ကွယ်သွားခဲ့ပါတယ်စဉ်းစားကြည့်မယ်ဆိုရင်ခါးဂျွန်လိုညံကောင်းတဲ့သူတယောက်တောင်ဘာလို့ဒီလိုဖြစ်သွားရတာလဲပေါ့ဒါဟာကျွန်တော်တို့ရဲ့မတိစိတ်ကဘယ်လောက်တောင်စွမ်းအားကြီးလဲဆိုတာကိုပြသနေတာပါကျွန်တော်တို့ရဲ့စိတ်ကနာကျင်မှုပင်ပန်းမှုစိတ်ဖိစီးမှုတွေကိုမလိုလားပါဘူးကျောင်းသွားရမှာပင်ပန်းတယ်စားကြည့်ရမှာစိတ်ဖိစီးတယ်ဆိုတဲ့ခံစားချက်ကိုရှောင်လွှဲခြင်းတဲ့အခါမတိစိတ်ကလည်းတတိလက်ချင်အောင်ဆောင်တဲ့နီလန်းကိုတုံးပြီးသူ့ကိုယ်သူကာကွယ်ပေးလိုက်တာပါ
ဒါဟာစိတ်ဓာတ်ပြောညလို့မဟုတ်ပါဘူးအခြေအနေတစ်ခုကိုအကောင်းဆုံးဖြေရှင်းနိုင်မဲ့နီလန်းကိုမတိသေးခင်မှာမတိစိတ်ကနေရရနီလန်းနဲ့ယာယီဖြေရှင်းလိုက်တဲ့ရန်ရတစ်ခုသာဖြစ်ပါတယ်ကျွန်တော်တို့အများစုကလည်းနေ့စဉ်ဘဝမှာဒီလိုပါပဲကိုတကယ်လှုပ်တဲ့အရေးကြီးတဲ့အလုပ်တစ်ခုရှိနေရင်အဲ့ဒီအလုပ်ကပေးလာမဲ့ဖိအားနဲ့တာဝန်တွေကိုကြောက်တဲ့အခါမတိစိတ်ကနေခဏနေမှလှုပ်ပါအခုတော့ပင်မနေပြီဖုံးလေးခဏပွက်လိုက်အောင်ဆိုပြီးယာယီထွက်ပေါက်ရှားပေးတတ်ပါတယ်ဒါကိုပဲကျွန်တော်တို့က self sabotage ကိုပြန်ဖြစ်စည်းတယ်လို့ခေါ်တာပါဒါကိုပိုပြီးမြင်သာအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်ကရုံးဝင်တာကိုအောင်ရဲ့အဖြစ်အပျက်လေးကိုကြည့်ကြရအောင်ကိုအောင်ကအယုံမှာအရန်အလုပ်ကြိုးစားတဲ့သူပါဒါပေမဲ့သူဟာယာရုတိုးဖို့အခွင့်အရေးရှိလာတိုင်းအရေးကြီးတဲ့အင်တာဗျူးဖြေရတော့မယ့်အချိန်တိုင်းအမြဲတမ်းလိုနေမကောင်းဖြစ်တတ်ပါတယ်ဒါမှမဟုတ်ရင်လည်းအင်တာဗျူးရှိတဲ့နေ့မှာအဲ့ရထနောက်ကျတာအရေးကြီးတဲ့စာရွက်စာတမ်းတွေမေ့ကြံခဲ့တာမျိုးလုပ်တတ်ပါတယ်တကယ်တော့ကိုအောင်ကယာရုတိုးကျင်တာပါဒါပေမဲ့သူ့ရဲ့မသိစိတ်ထဲမှာငါသာယာရုတိုးသွားရင်ငါကောင်းပေါ်တာဝန်တွေအများကြီးပိုလာလိမ့်မယ်အလုပ်တွေပိုရှုပ်လာမယ်လုပ်ဖို့ကင်ဘက်တွေကငါ့ကိုမနာလို့ဖြစ်ပြီးအတင်းပြောကြတော့မယ်ဆိုတဲ့ကြောက်ရွံ့မှုတွေအပြည့်ရှိနေပါတယ်အဲ့ဒီအခါမှာသူ့ရဲ့မသိစိတ်ကကိုအောင်ကိုအဲ့ဒီတာဝန်ကြီးမှုနဲ့လူမုန်းခံရမှုဆိုတဲ့နာကျင်မှုတွေကနေကာကွယ်ပေးခြင်းတဲ့အတွက်နေမကောင်းဖြစ်အောင်ဖန်တီးလိုက်တာအဲ့ရထနောက်ကျအောင်လုပ်ပြလိုက်တာနဲ့ကိုပြန်ဖြစ်စည်းမိအောင်လှုံ့ဆော်လိုက်တာပဲဖြစ်ပါတယ်ဒါကို Gay 100က Upper Limit Program လို့ခေါ်ပါတယ်ဒုတိယကသူခံနိုင်ရရှိတဲ့အောင်မြင်မှုပျော်ရွှင်မှုပမာဏထက်ကျော်လွန်သွားတဲ့အခါမှာမတိစိတ်ကနေအလိုလိုပြန်ဆွဲချတတ်တဲ့သဘာဝကိုဆိုလိုတာပါအပိုင်းတက်ရဲ့ကိုပြန်ဖြစ်စည်းတတ်တဲ့အလေးထားတွေကိုနားလည်သွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့အလုပ်ရတွေကိုနောက်ွယ်ကနေကြိုးကင်နေတဲ့ဒီမတိစိတ်ရဲ့ကစားကွက်တွေကိုဖော်ထုတ်ပြီးစိတ်ခံစားမှုတွေကိုဘယ်လိုအသုံးချမလဲဆိုတဲ့အပိုင်းနဲ့ကိုဆက်သွားကြရအောင်အပိုင်းနဲ့ကိုတားဆီးနေတော့မတိစိတ်ရဲ့ကစားကွက်များကိုရဲ့ခံစားချက်တွေကိုလမ်းပြအိမ်များအဖြစ်အသုံးချခြင်းဒီစာအုပ်ရဲ့အခန်း3နဲ့4မှာတော့ကျွန်တော်တို့ရဲ့အလုပ်ရတွေကိုနောက်ွယ်ကတင်ထိ ချုံနေတဲ့မတိစိတ်ရဲ့ကစားကတ်တွေအကြောင်းကိုဖော်ထုတ်ထားပါတယ်ကျွန်တော်တို့အများစုကကိုအမြဲတမ်းလိုမကျဉ်းတတ်ချက်တွေရှိနေတတ်ပါတယ်ငါဘာလို့ဒီလောက်ပြင်းနေရတာလဲငါဘာလို့အမြဲတမ်းသူများထက်နောက်ကျနေရတာလဲစသဖြင့်ပေါ့ဒီနေရာမှာစာရေးသူကဒန်နီယယ်ရဲ့သူတည်တနာတစ်ခုကိုကာပြီးရှင်းပြထားပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့အုံနောက်ထဲကဒိုပါမင်းဆိုတဲ့ဟော်မုန်းအကြောင်းပါဥပမာကားအသစ်တစ်စီးဝယ်လိုက်တာဖုန်းအသစ်ဝယ်လိုက်တာလိုမျိုးကိုလိုချင်တဲ့အရာတစ်ခုကိုရလိုက်တဲ့အခါဒိုပါမင်းထွက်ပြီးပျော်သွားတယ်လို့အများစုကထင်ကြပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဒိုပါမင်းဟာအရာဝတ္ထုတစ်ခုကိုပိုင်ဆိုင်လိုက်တဲ့အချိန်မှာအလုပ်လုပ်တာမဟုတ်ပါဘူးတဲ့အဲ့ဒီအရာကိုမရခင်လိုချင်တောင်းတတဲ့အချိန်ရဖို့ကြိုးစားနေတဲ့အချိန်တွေမှာသာအလုပ်လုပ်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကတစ်ခုလိုချင်တဲ့အချိန်မှာအရန်ကိုတက်ကြွနေပြီမဲ့တကယ်တမ်းရသွားတဲ့အခါမှာတော့ခဏလေးပဲပျော်ပြီးအရင်လိုတာမာခံစားချက်မျိုးပြန်ဖြစ်သွားတတ်ကြတာပါဒါဟာလူတဘာဝပါပဲဒီတဘာဝကိုနားလည်မယ်ဆိုရင်ကိုလိုချင်တဲ့ပန်းတိုင်တစ်ခုကိုရောက်သွားတဲ့အခါခံစားရတတ်တဲ့ဟာတာဖြစ်သွားတဲ့ခံစားချက်ကိုအလွယ်တကူကြော်ဖြတ်နိုင်မှာဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ကျွန်တော်တို့ရဲ့အဆိုးမြင်စိတ်တွေစိုးရိမ်စိတ်တွေကိုဘယ်လိုအဓိပ္ပာယ်ကောက်မလဲဆိုတာပါပဲကျွန်တော်တို့ရဲ့စိတ်ကမနာလိုမှုဒေါသဝမ်းနည်းမှုစတဲ့ခံစားချက်တွေကိုအမြဲတမ်းရှောင်လွှဲခြင်းကြပါတယ်ငါဒီလိုမတွေးသင့်ဘူးငါဒီလိုမခံစားသင့်ဘူးဆိုပြီးကိုအပြစ်တင်တတ်ကြပါတယ်ဒါပေမဲ့စာရေးသူကဒီခံစားချက်တွေကိုရန်သူလို့မမြင်ပဲကိုယ့်ရဲ့လိုအင်ဆန္ဒတွေကိုပြသနေတဲ့လမ်းပြအိမ်မြောင်တွေလို့မြင်ကြည့်ဖို့အကြံပြုထားပါတယ်ဥပမာအနေနဲ့မနာလိုမှုကိုကြည့်ကြရအောင်ကိုတငယ်ချင်းတယောက်ဒါမှမဟုတ်လုပ်ဖော်ကိုင်ဘက်တယောက်ကကိုယ့်ထက်ပိုအောင်မြင်သွားတဲ့အခါပိုလှသွားတဲ့အခါအလိုလိုနေရင်မနာလိုဖြစ်တတ်ကြပါတယ်တကယ်တော့အဲ့ဒီမနာလိုစိတ်ဆိုတာသူ့ကိုမုန်းလို့သူ့ကိုဒုက္ခရောက်စေခြင်းလို့မဟုတ်ပါဘူးကိုယ်တိုင်လည်းသူ့လိုမျိုးအောင်မြင်ခြင်းနေတာသူ့လိုမျိုးဖြစ်ချင်နေတာကိုကိုယ့်ရဲ့မသိစိတ်ကဖုံးကွယ်ထားတာပါဒါပေမဲ့ကိုကသူ့လောက်မကြိုးစားနိုင်ဘူးသူ့လိုမဖြစ်နိုင်ဘူးဆိုတဲ့ကြောက်ရွံ့မှုကနောက်ွယ်မှာကပ်ပါလာတဲ့အခါအဲ့ဒီလိုချင်စိတ်ကမနာလိုစိတ်အဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်ဒါကိုသတိထားမိလိုက်မယ်ဆိုရင်မနာလိုစိတ်ဖြစ်တဲ့အခါသူ့ကိုအပြစ်တင်နေမယ်အစားငါတကယ်လိုချင်တာကသူ့လိုမျိုးအောင်မြင်မှုပါလားဆိုပြီးကိုပြန်သုံးသပ်နိုင်မှာဖြစ်ပါတယ်ဒီလိုပဲနောင်တရခြင်းဆိုတာကိုလည်းစာရေးသူကအမြင်သစ်တစ်ခုနဲ့ချပြထားပါတယ်ကျွန်တော်တို့အများစုကအတိတ်ကအမားတွေအတွက်နောင်တရပြီးအချိန်ကုန်တတ်ကြပါတယ်အဲ့ဒီတုန်းကသာငါဒီလိုလုပ်ခဲ့မိရင်ဘယ်လောက်ကောင်းလိုက်မလဲဆိုပြီးတွေးတတ်ကြပါတယ်ဒါပေမဲ့နောင်တရတယ်ဆိုတာအတိတ်ကိုပြန်သွားပြီးပြင်ဆင်ဖို့မဟုတ်ပါဘူးနောင်တရတဲ့ခံစားချက်ကပေးခြင်းတဲ့သတင်းစကားကအနာဂတ်မှာဒီလိုအမှားမျိုးထပ်မလုပ်မိအောင်သတိထားပါဆိုတဲ့သတိပေးချက်တက်တာဖြစ်ပါတယ်နောက်ပြီးစိုးရိမ်ပူပန်မှု anxiety အကြောင်းကိုလည်းရှင်းပြထားပါသေးတယ်ကျွန်တော်တို့ကတခုခုအရင်စိုးရိမ်လာတဲ့အခါငါတော့ overthinking တွေဖြစ်နေပြီလို့ထင်တတ်ကြပါတယ်ဒါပေမဲ့စာရေးသူကတော့စိုးရိမ်ပူပန်မှုဆိုတာ overthinking ကြောင့်ဖြစ်တာမဟုတ်ပဲ underthinking ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်ဆိုလိုတာကကျွန်တော်တို့ဟာအဆိုးဆုံးအခြေအနေတစ်ခုကိုတွေးပြီးကြောက်နေတတ်ပေမဲ့
တကယ်လို့အဲ့ဒီလိုအဆိုးဆုံးဖြစ်လာခဲ့ရင်တော့ငါဘယ်လိုဖြေရှင်းမလဲဆိုတာကိုအဆုံးထိစစ်မတွေးကြပါဘူးအဲ့ဒီလိုအဆုံးထိမတွေးတဲ့အတွက်ကြောင့်ပဲစိုးရင်စိတ်တွေစစ်တိုက်ဖြစ်နေရတာဖြစ်ပါတယ်ကဲအပိုင်းနှစ်ကိုနားလည်သွားပြီဆိုရင်အတိတ်ကစိတ်တန်ရာတွေကိုဘယ်လိုလွှတ်ချပြီးအနာဂတ်ကကိုဘယ်လိုအကောင်းဆုံးဖြစ်အောင်ပုံဖော်တိဆောက်မလဲဆိုတဲ့အပိုင်းသုံးကိုဆက်သွားကြရအောင်အပိုင်းသုံးအတိတ်ကိုလွှတ်ချ၍အနာဂတ်ကိုပုံဖော်ခြင်းဒီစာအုပ်ရဲ့အခန်း9နဲ့6မှာတော့ကျွန်တော်တို့အများစုရုံးထွက်ဖို့အခက်အခဲဆုံးဖြစ်တဲ့အတိတ်ရဲ့အရေးအမဲတွေအကြောင်းကိုနက်နက်ရှိုင်ရှိုင်ဆွေးနွေးထားပါတယ်စာရေးသူကကျွန်တော်တို့ကိုအရင်ဆုံးနားလည်စေချင်တာကစိတ်တန်ရာ trauma ဆိုတာကျွန်တော်တို့ရဲ့ခေါင်းထဲကမှတ်ဉာဏ်တွေကြီးပဲမဟုတ်ဘူးဆိုတာပါပဲစိတ်တန်ရာဆိုတာခန္ဓာကိုယ်ရဲ့ဆဲတွေထဲမှာကြွက်သားတွေထဲမှာအာယုံကြောစနစ်တွေထဲမှာအခိုင်အမာသိမ်းဆည်းထားတဲ့အရာဖြစ်ပါတယ်ကျွန်တော်တို့ဘဝမှာအယံကိုနာကျင်ရတဲ့ကြောက်ရွံ့ရတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံလာတဲ့အခါခန္ဓာကိုယ်ကအလိုလျောက် fight or flight တိုက်ခိုက်မလားထွက်ပြေးမလားဆိုတဲ့အရေးပေါ်အခြေအနေကိုကူးပြောင်းသွားပါတယ်အဲ့ဒီအချိန်မှာဖြစ်ပေါ်လာတဲ့ပြင်းထန်တဲ့ခံစားမှုတွေကိုတေချာမဖြေရှင်းလိုက်နိုင်ဘူးမျိုးသိပ်ထားလိုက်ရတယ်ဆိုရင်အဲ့ဒီစွမ်းအင်တွေကခန္ဓာကိုယ်ထဲမှာပိတ်မိသွားတတ်ပါတယ်ဒါကြောင့်အတိတ်ကိုလွှတ်ချတယ်ဆိုတာစိတ်ထဲကနေငါအတိတ်ကိုမေ့လိုက်ပါပြီအပြူတော့ပဲတွေးပါတော့မယ်လို့ရိုးရိုးလေးဆုံးဖြတ်လိုက်ရုံနဲ့မရပါဘူးခန္ဓာကိုယ်ထဲမှာပိတ်မိနေတဲ့နာကျင်မှုတွေကိုရုပ်ပိုင်းဆိုင်ရာအရာပါဖယ်ရှားပစ်ဖို့လိုအပ်ပါတယ်တခါတလေအကြောင်းပြချက်မရှိဘဲငိုကျင်လာတာရင်ဘတ်ထဲမှာမွန်းကြပြီးတုံရင်လာတာတွေဟာခန္ဓာကိုယ်ကနေစိတ်တန်ရာတွေကိုဆွန့်လွတ်နေတဲ့သဘာဝဖြစ်စဉ်တွေပဲဖြစ်ပါတယ်ဒါတွေကိုမကြောက်ဘဲလွတ်လွတ်လပ်လပ်စီးစင်းခွင့်ပေးလိုက်မှသာခန္ဓာကိုယ်ကငါအခုလုံခြုံသွားပြီဆိုပြီးပြန်လည်အတိအမှတ်ပြုလာမှာဖြစ်ပါတယ်ခန္ဓာကိုယ်ကလုံခြုံတယ်လို့မခံစားရသေးတော့ကျွန်တော်တို့ရဲ့မတိစိတ်ကအနာဂတ်မှာဖြစ်လာမယ့်အလားတူနာကျင်မှုတွေကနေကာကွယ်ဖို့အတွက်ကိုပြန်ဖြစ်စည်းတဲ့လောက်ရတွေကိုစက်တိုက်ဖန်တီးနေအောင်မှာပဲဖြစ်ပါတယ်ဒီလိုအတိတ်ကိုအပြည့်အဝလွှတ်ချနိုင်ဖို့အရေးကြီးဆုံးလိုအပ်ချက်ကတော့အနာဂတ်အတွက်ခိုင်မာပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့မျှော်လင့်ချက်ပုံရိပ်တစ်ခုရှိနေဖို့ပါပဲဒီနေရာမှာစာရေးသူကမိမိရဲ့အကောင်းဆုံးသောအနာဂတ်ပုံရိပ်ဆိုတဲ့စိတ်ကူးပုံဖော်မှုလေ့ကျင့်ခန်းလေးကိုမိတ်ဆက်ပေးထားပါတယ်နောက်ထပ်9နှစ်ဒါမှမဟုတ်10နှစ်အကြာမှာအောင်မြင်ပျော်ရွှင်နေမဲ့အတိတ်ကနာကျင်မှုတွေကနေအပြည့်အဝကျော်လာနိုင်ခဲ့ပြီဖြစ်တဲ့ကိုယ့်ရဲ့အကောင်းဆုံးဘားရှင်းကိုမျက်စိထဲပြေးပြင်ကြည့်လိုက်ပါသူကဘလို့အဝတ်စားတွေဝတ်ထားမလဲသူ့ရဲ့မျက်နှာထားကဘလောက်တောင်အေးချမ်းနေမလဲသူကဘလို့လူတွေနဲ့အချိန်ဖြုံးနေမလဲဆိုတာကိုအသေးစိတ်ပုံဖော်ကြည့်ဖို့လိုပါတယ်ပြီးရင်တော့အဲ့ဒီအနာဂတ်ကအကောင်းဆုံးကိုအကြံဉာဏ်ပြန်တောင်းကြည့်ပါမင်းလိုမျိုးအေးချမ်းတည်ငြိမ်ပြီးအောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာဖို့ဒီကနေ့ငါဘာတွေစလုပ်သင့်ပြီလဲဆိုပြီးမိကွန်းထုတ်ကြည့်ပါဒါကိုအဆုံးသတ်ကနေနောက်ပြန်တွက်ချက်ခြင်း reverse engineering လို့ခေါ်ပါတယ်ဒီလိုတွေးခေါ်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့အုံနောက်ကအတိတ်ကငါဘာတွေဆုံးရှုံးခဲ့ပြီလဲဆိုတဲ့အပေါ်အာရုံမစိုက်ပဲအနာဂတ်အတွက်ငါဘာတွေတိဆောက်ရမလဲဆိုတဲ့ဘက်ကိုအလိုလိုပြောင်းလဲသွားပါလိမ့်မယ်ဒါဟာကလေးဘဝတွေကနေရရှိခဲ့တဲ့စိတ်တန်ရာတွေကိုကုစားတဲ့လုပ်ငန်းစဉ်မှာအရန်ကိုထိရောက်တဲ့နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်လူတဘာဝအရစဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အုံနောက်ကအသက်အဆန်းတွေကိုအရန်ကြောက်ပါတယ်အတိတ်ကနာကျင်မှုတွေဝမ်းနည်းမှုတွေဟာဆိုးရတယ်ဆိုပေမဲ့ကျွန်တော်တို့အတွက်တော့ယဉ်နီးကျွမ်းဝင်ပြီးသားနေသားကြနေပြီးသားအခြေအနေတစ်ခုဖြစ်နေပါတယ်အဲ့ဒီတော့ကျွန်တော်တို့ရဲ့စိတ်ကငါ့ကိုနာကျင်စေတဲ့အရာတွေဆိုပေမဲ့ငါသိပြီးသားအရာတွေပဲအနာဂတ်ဆိုတဲ့မတေချာတဲ့အသက်ဆန်းတွေထက်စားရင်ဒီအတိတ်ကနာကျင်မှုလေးတွေကိုပဲဖစ်တွယ်ထားတာကပိုလုံခြုံတယ်လို့အလိုလိုတွေးတတ်ကြပါတယ်ဒါဟာအတိတ်ကိုလွတ်ချဖို့အကျဉ်ဟောင်းတွေကိုစွန့်လွတ်ဖို့ခက်ခဲရတဲ့အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ကျွန်တော်တို့လူသားတွေရဲ့စိတ်ကတရားမျှတမှုကိုအမြဲရှာဖွေတတ်လို့ပါကိုနာကျင်စေခဲ့တဲ့သူတွေကိုထားသွားတဲ့သူတွေပေါ်မှာဒေါသထွက်ပြီးသူတို့နောင်တရအောင်ငါအောင်မြင်ပြမယ်ဆိုတဲ့စိတ်နဲ့အသက်ရှင်တတ်ကြပါတယ်ဒီလိုဒေါသကိုလောင်စာလုပ်ပြီးကြိုးစားတဲ့အခါခဏတာတော့အောင်မြင်မှုတွေရလာနိုင်ပါတယ်ဒါပေမဲ့ရေရှည်မှာတော့အဲ့ဒီစိတ်သင့်နေတဲ့ဒေါသလောင်စာကြောင့်စိတ်ရောကိုယ်ပါပင်ပန်းနွားနေလာပြီးအဆုံးမှာလန့်ခုလတ်မှနေပြိုလဲသွားတတ်ပါတယ်ဒါဟာအတိတ်ရဲ့အရေးအောက်ကနေတကယ်မလွတ်မြောက်သေးဘူးဆိုတာကိုပြသနေတာပါဒါကိုပိုပြီးမြင်သာအောင်ပြောရမယ်ဆိုရင်လက်တွေ့ကျွန်တော်တို့လူမှုပတ်ဝန်းကျင်မှာအများဆုံးတွေ့ရတဲ့ဥပမာလေးတစ်ခုနဲ့ကြည့်ရအောင်လူငယ်တစ်ယောက်ဟာအခြေရေးမှာအသေးကွဲခဲ့တယ်ဒါမှမဟုတ်ဆွေမျိုးတွေအတိမိတ်ဆွေတွေကသူ့ကိုအလောက်ကင်မရှိလို့အစင်မပြေလို့အထင်သေးခဲ့ကြတယ်ဆိုပါစို့အဲ့ဒီအခါမှာသူ့ရင်ထဲကအနာကျင်မှုတိမ်ငယ်မှုတွေကိုအခြေခံပြီးစူးစမ်းပါတော့တယ်အလုပ်တွေအများကြီးလုပ်တယ်ပတ်စံတွေအများကြီးရှာတယ်ပြီးတော့သူအစင်ပြေနေပြီအောင်မြင်နေပြီပျော်ရွှင်နေပြီဆိုတာကိုဟိုလူတွေမြင်အောင်နောင်တရသွားအောင်ဆိုရှယ်မီဒီယာပေါ်မှာနေတိုင်းလိုအလှပုံတွေကြီးရွေးတင်มาတော့တယ်တမိုးကြီးစားတောက်ဆိုင်တွေမှာစားတဲ့ပုံတွေခရီးသွားတဲ့ပုံတွေအဝယ်စားလှလှလေးတွေဝယ်ပြီးပျော်ရွှင်နေတဲ့ပုံတွေကိုရည်ရွယ်ချက်ရှိနဲ့တင်တတ်ကြပါတယ်ကိုယ့်ကိုအထင်သေးခဲ့တဲ့ဆွေမျိုးတွေများတွေ့သွားမလားကြီးစားဟောင်းများငါစတိုဒီကိုဝင်ကြည့်သွားမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ပေါ့ဒါပေမဲ့တေချာစဉ်းစားကြည့်ပါသူတို့တကယ်ရောအေးချမ်းစွာပျော်ရွှင်နေရလားမပျော်ပါဘူးဖုန်းစကရင်လေးကိုကြည့်ပြီး live နဲ့ခုရလဲ
ကိုပြခြင်းတဲ့သူများဝင်ကြည့်သွားပြီလားဆိုပြီးစိတ်ကအမြဲလှုပ်ရှားပူပန်နေရပါတယ်ဒါကိုစာရေးသူကဟန်ဆောင်တိုးတက်ပြောင်းလဲခြင်း The Fake Glow Up လို့ဆိုပါတယ်သူဟာအပြင်ပန်းမှာအောင်မြင်သွားပြီမဲ့သူ့ရဲ့အတွင်းစိတ်ကတော့အတိတ်ကနာကျင်မှုတွေရဲ့အကြေးကျွန်ဖြစ်နေသေးပါပဲတကယ်အစစ်မှန်တိုးတက်ပြောင်းလဲခြင်း The Real Glow Up ဆိုတာကိုယ့်ကိုထားခဲ့တဲ့သူတွေကိုနောင်တရအောင်လက်စားချေတာလုံးဝမဟုတ်ပါဘူးကိုယ့်ရဲ့အနာဂတ်အတွက်ကိုယ်တိုင်အပြည့်အဝကျင့်နှံပြီးကိုယ့်ရဲ့ပြစ္ဆုတ်ပံအချိန်လေးမှာအေးချမ်းစွာနေထိုင်နိုင်လို့အဲ့ဒီဟိုလူတွေကိုတော့ပြန်သတိမရတော့လောက်အောင်မေ့သွားခြင်းသာဖြစ်ပါတယ်အစစ်မှန် glow up ဖြစ်သွားတဲ့သူတွေဟာသူများတွေအတိမတ်ပြုဖို့မလိုတော့ပါဘူးညဘက်အိပ်ယာဝင်တဲ့အခါကိုကျဉ်နှံ့နေတဲ့အေးချမ်းမှုမျိုးမနဲ့နိုးလာတဲ့အခါကိုယ့်ရဲ့အကောင်းဆုံးအနာဂတ်စီကိုတွားရမယ့်ခီးစဉ်အတွက်စိတ်လှုပ်ရှားနေတဲ့ခံစားချက်မျိုးသာပိုင်ဆိုင်သွားတာဖြစ်ပါတယ်ဒါဟာအတိတ်ကိုအပြည့်အဝလွတ်ချလိုက်နိုင်တဲ့အနေအထားပါပဲကဲအပိုင်း3ရဲ့အတိတ်ကိုလွတ်ချပြီးအနာဂတ်ကိုအကောင်းဆုံးပုံဖော်မဲ့အကြောင်းကိုနားလည်သွားပြီဆိုရင်တော့ဒီလိုအတိတရားတွေနဲ့မိမိကိုယ်ကိုအပြည့်အဝအောင်နိုင်သူ self mastery တယောက်အဖြစ်ဘယ်လိုလက်တွေ့ကူးပြောင်းမလဲဆိုတဲ့စာအုပ်ရဲ့အရေးကြီးဆုံးနောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်းလေးကိုဆက်သွားကြရအောင်အပိုင်းလေးမိမိကိုယ်ကိုအပြည့်အဝအောင်နိုင်ခြင်းဒီစာအုပ်ရဲ့နောက်ဆုံးအခန်းဖြစ်တဲ့အခန်းခွန်မှာတော့မိမိကိုယ်ကိုအပြည့်အဝအောင်နိုင်သူ self mastery တယောက်အဖြစ်ဘယ်လိုပြောင်းလဲရပ်တည်မလဲဆိုတာကိုစာရေးသူကလမ်းပြပေးထားပါတယ်ကျွန်တော်တို့အများစုကဘဝပြောင်းလဲသွားဖို့အောင်မြင်မှုရသွားဖို့ဆိုရင်အရန်ကိုကြီးမားတဲ့အချိုးကွေကြီးတွေကြီးကျယ်ခမ်းနားတဲ့လောက်ရကြီးတွေလိုအပ်တယ်လို့ထင်တတ်ကြပါတယ်ဒီနေရာမှာစာရေးသူကအတွေးခေါ်ပညာရှင် Thomas Kuhn ရဲ့အမြင်သစ်တစ်ခုသို့ကူးပြောင်းခြင်း paradigm shift ဆိုတဲ့သဘောတရားကိုယူသုံးထားပါတယ်သက်ပင်ကြီးထွားလာဖို့နေ့စဉ်ရေလောင်းပေါင်းတင်ပေးရတယ်လို့ပဲကျွန်တော်တို့ရဲ့ဘဝပြောင်းလဲသွားဖို့ဆိုတာနေ့စဉ်လှုပ်ဆောင်နေတဲ့သေးငယ်တဲ့အပြောင်းလဲလေးတွေ micro shift လေးတွေကနေတဆင့်သာအမြင့်တွေရှင်သန်လာတာဖြစ်ပါတယ်ဒီ micro shift ဆိုတာတစ်နေ့ကို100%လောက်ပိုကောင်းအောင်နေထိုင်တာမျိုးကိုဆိုလိုတာပါကိုစားမဲ့အစားအသောက်လေးကိုနည်းနည်းပိုဂရုစိုက်လိုက်တာအဲ့ရဝင်ချိန်ကိုနာရီဝက်လောက်စောလိုက်တာကိုအပြစ်တင်နေမဲ့အစားနားလည်မှုနည်းနည်းပိုပေးလိုက်တာမျိုးတွေပါဒီလိုသေးငယ်တဲ့အလေးကျင့်လေးတွေကိုစူးစောင်းမိလာတဲ့အခါကျွန်တော်တို့ရဲ့မသိစိတ်ကငါဟာကိုဂရုစိုက်တတ်တဲ့သူတန်ဖိုးထားတတ်တဲ့သူပါလားဆိုပြီးအလိုလိုအတိမတ်ပြုလာပါတယ်အဲ့ဒီအချိန်ကြမှာသာကိုပြန်ဖြစ်စည်းတတ်တဲ့အလေးထားတွေဟာသူ့အလိုလိုကင်းကွာသွားမှာဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ဘဝရဲ့ရည်ရွယ်ချက်ဆိုတာဘာလဲဆိုတာပါပဲကျွန်တော်တို့ကဘဝရဲ့ရည်ရွယ်ချက်ဆိုတာအလောက်ကင်ကောင်းကောင်းရဖို့ပတ်စံအများကြီးရှာနိုင်ဖို့ဒါမှမဟုတ်နာမည်ကြီးလာဖို့စသဖြင့်အပြင်ပန်းအရာတွေကိုပဲထင်မှတ်တတ်ကြပါတယ်ဒါပေမဲ့စာရေးသူကတော့ဘဝရဲ့အစစ်မှန်ဆုံးရည်ရွယ်ချက်ဆိုတာအဲ့ဒါတွေမဟုတ်ပဲကိုယ့်ရဲ့အကောင်းဆုံးသောကိုယ်ပိုင်ပါရှင်ဖြစ်လာဖို့သာဖြစ်တယ်လို့ဆိုပါတယ်ကိုဖြစ်ခြင်းနဲ့အကောင်းဆုံးလူတစ်ယောက်အနေနဲ့နေ့စဉ်ဘဝကိုအတိတရားရှိနဲ့ဖြတ်သန်းနိုင်ပြီဆိုရင်အဲ့ဒါဟာအောင်မြင်မှုရဲ့အထွတ်အထိပ်ကိုရောက်နေပြီလို့ဆိုနိုင်ပါတယ်ဒီလိုမိမိကိုယ်ကိုအပြည့်အဝအောင်နိုင်သူတစ်ယောက်ဖြစ်လာဖို့ဆိုရင်ကျွန်တော်တို့ရဲ့စိတ်ကိုတေချာနားလည်ဖို့လိုပါတယ်ကျွန်တော်တို့လူသားတွေရဲ့စိတ်ကနာကျင်မှုတွေစိတ်အနှောက်အယှက်ဖြစ်စရာတွေကြုံလာရတဲ့အခါအလွယ်ကူဆုံးထွက်ပေါက်အနေနဲ့မျိုးသိပ်ထားလိုက်ခြင်းကိုရွေးချယ်တတ်ကြပါတယ်မျိုးသိပ်တယ်ဆိုတာငါဒေါသမထွက်ဘူးငါဝမ်းမနေဘူးဆိုပြီးကိုယ့်ရဲ့ခံစားချက်ကိုကိုယ်တိုင်လင်ညာပြီးအတင်းဖုံးကွယ်ထားတာပါဒီလိုလုပ်တာရေတိုမှာပြဿနာမရှိဘူးလို့ထင်ရပေမဲ့တကယ်တမ်းကျတော့အဲ့ဒီခံစားချက်တွေကမသိစိတ်ထဲမှာစုပုံလာပြီးတစ်နေ့တစ်ချိန်မှာအကြီးအကျယ်ပေါက်ခွဲထွက်လာတတ်ပါတယ်ဒါမှမဟုတ်ရင်လည်းရုပ်ပိုင်းဆိုင်ရာယောဂဝေဒနာတွေအနေနဲ့ပြသလာတတ်ပါတယ်ဒီစာအုပ်ထဲမှာတော့ခံစားချက်ကိုမျိုးသိပ်တာနဲ့ခံစားချက်ကိုထိန်းချုပ်တာဆိုတဲ့အကြားကအကွာခြားချက်ကိုတေချာခွဲပြထားပါတယ်ထိန်းချုပ်တယ်ဆိုတာကိုဘလို့ခံစားနေရလဲဆိုတာကိုအပြည့်အဝအတိမတ်ပြုလက်ခံပေးလိုက်တာပါအခုငါဒေါသထွက်နေတယ်အခုငါဝမ်းနေနေတယ်ဆိုတာကိုအရှိတိုင်းသိနေတာပါဒါပေမဲ့အဲ့ဒီခံစားချက်ရဲ့နောက်ကိုလိုက်ပါမသွားပဲငါဒီအခြေအနေကိုဘလို့တုတ်ပြမလဲဆိုတာကိုအတိတရားနဲ့ရွေးချယ်ဆုံးဖြတ်နိုင်စွမ်းရှိတာကိုဆိုလိုတာပါဒါဟာကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာမှာဟောကြားထားတဲ့တက်မှတ်မှုဆွဲလန်းမှုကင်းရှင်းစွာတတိနဲ့နေထိုင်ခြင်းဆိုတဲ့သဘောတရားနဲ့အတော်လေးတူညီနေတာကိုတွေ့ရပါတယ်ဒါကိုပိုပြီးမြင်သာအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့လုပ်ငန်းခွင်ကအခြေအနေလေးတစ်ခုကိုဥပမာအနေနဲ့ကြည့်ကြရအောင်အလုပ်ထဲမှာအမြဲတမ်းစိုက်ကိုဖောက်တတ်တဲ့တထေးဒါမှမဟုတ်အစင်မပြေတဲ့အမြဲတမ်းအပြစ်ရှာတတ်တဲ့လုပ်ဖော်ကိုင်းဘက်တစ်ယောက်နဲ့ကြုံရတယ်ဆိုပါစို့ပထမတစ်ယောက်ကတော့ကိုယ်ခံစားချက်ကိုမျိုးသိပ်တတ်တဲ့သူပါတထေးဆိုတဲ့အခါလုပ်ဖော်ကိုင်းဘက်ကမတရားပြောတဲ့အခါသူကဘာမှပြန်မပြောပါဘူးပြဿနာမကြီးကျယ်ခြင်းလို့အလုပ်ပြုတ်မှကြောက်လို့တီးခံလိုက်မယ်လေဆိုပြီးစိတ်ထဲကဒေါသတွေကိုမျိုးချလိုက်ပါတယ်ဒါပေမဲ့သူတကယ်ကျဉ်းနှံ့သွားတာမဟုတ်ပါဘူးအိမ်ပြန်ရောက်တဲ့အခါအပြစ်မရှိတဲ့ကလေးတွေကိုဒေါသထွက်ပြီးရိုက်မိတာမျိုးဒါမှမဟုတ်ရင်လည်းနောက်တစ်နေ့ရုံးရောက်တဲ့အခါမှာအဲ့ဒီလုပ်ဖို့ကိုင်ဘက်ကိုမတိမတာဒုက္ခပေးတာမျိုးအလုပ်တွေကိုတမင်အချိန်ဆွဲလုပ်တာမျိုးတွေလုပ်ပါတော့တယ်ဒါဟာသူ့ရဲ့မတိစိတ်ကနေသူ့ကိုယ်သူပြန်လဲကာကွယ်နေတဲ့ self sabotage လုပ်ရတွေပဲဖြစ်ပါတယ်ဒုတိယတစ်ယောက်ကတော့သူ့ခံစားချက်ကိုအတိတရားနဲ့ထိန်းချုပ် control လုပ်နိုင်တဲ့သူပါ
တထေးကမတရားဆူပူတဲ့အခါသူလည်းဒေါသထွက်တာပါပဲသူ့ရင်ထဲမှာဒေါသထွက်နေတယ်ဆိုတာကိုသူကိုယ်တိုင်အပြည့်အဝသိပါတယ်ဒါပေမဲ့အဲ့ဒီဒေါသကိုချက်ချင်းအပြင်ကိုပေါက်ကွဲမပစ်လိုက်ပါဘူးသူကငါ့ကိုဒေါသထွက်အောင်ဆွနေတာပဲဒါပေမဲ့ငါရဲ့တန်မိုးကိုသူဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုပြီးကိုယ့်စိတ်ကိုယ်ပြန်လဲတည်ငြိမ်အောင်ထားလိုက်ပါတယ်ပြီးမှအကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့တည်ငြိမ်နဲ့ပဲလိုအပ်တာကိုရှင်းပြတုံ့ပြန်ပါတယ်ဒီလိုတုံ့ပြန်နိုင်တာဟာသူ့ရဲ့စိတ်ခံစားချက်ကိုသူကိုယ်တိုင်အပြည့်အဝအုပ်စိုးထားနိုင်လို့ပဲဖြစ်ပါတယ်အပိုင်းလေးရဲ့မိမိကိုယ်ကိုအပြည့်အဝအောင်နိုင်သူတစ်ယောက်အဖြစ်ရှင်းရှင်းလင်းလင်းသဘောပေါက်သွားပြီလို့ထင်ပါတယ်ဒါဆိုရင်တော့ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေအားလုံးကိုပြန်လည်စူးစီးပြီးလက်တွေ့ဘဝမှာဘယ်လိုအလွယ်တကူစတင်အသုံးချမလဲဆိုတော့ recap နဲ့ action plan အပိုင်းလေးကိုဆက်သွားလိုက်ကြရအောင်ဒီနေ့ဆွေးနွေးသွားတဲ့အချက်တွေကိုပြန်ပြီးအနှစ်ချုပ်ကြည့်ရမယ်ဆိုရင်ပထမအပိုင်းတက်မှာကျွန်တော်တို့ရဲ့တိုးတက်မှုကိုရှေ့ဆက်မတိုးနိုင်အောင်နောက်ဆွဲနေတဲ့အလေးထားတွေဟာတကယ်တော့ကျွန်တော်တို့ကိုလုံခြုံအောင်ကာကွယ်ပေးခြင်းနဲ့မတိစိတ်ရဲ့မှားယွင်းတဲ့လောက်ရတွေသာဖြစ်တယ်ဆိုတာကိုနားလည်ခဲ့ရပါတယ်အပိုင်းနဲ့မှာတော့ဒေါသမနာလိုမှုနဲ့စိုးရိမ်ပူပန်မှုလိုခံစားချက်တွေကိုရန်သူလိုမတတ်မှတ်ပဲကိုတကယ်လိုချင်တဲ့အရာတွေကိုရှာဖွေဖို့လမ်းပြအိမ်မြောင်နေအဖြစ်အသုံးပြုတတ်ဖို့သိခဲ့ရပါတယ်အပိုင်းသုံးအနေနဲ့အတိတ်ကနာကျင်မှုတွေကိုအပြည့်အဝလွတ်ချပြီးအနာဂတ်ကအကောင်းဆုံးကိုဘလို့ပုံဖော်တိဆောက်မလဲဆိုတာကိုဆွေးနွေးခဲ့ကြပါတယ်နောက်ဆုံးအပိုင်းလေးမှာတော့ခန်းစားချက်တွေကိုမျိုးသိပ်ထားတာမဟုတ်ပဲအတိတရားနဲ့ထိန်းချုပ်ပြီးနေ့စဉ်အလေးကျင့်တေးသေးလေးတွေကနေတဆင့်မိမိကိုယ်အပြည့်အဝအောင်နိုင်သူအဖြစ်ကူးပြောင်းမှုလေ့လာခဲ့ကြပါတယ်ဒီအချက်တွေအားလုံးကိုပေါင်းစပ်လိုက်တဲ့အခါကျွန်တော်တို့ရှေ့ကကြော်ဖြတ်ရခဲ့တဲ့တောင်တန်းကြီးဟာတကယ်တော့ကျွန်တော်တို့ကိုပုံမရင့်ကျက်ခိုင်မာတဲ့သူတစ်ယောက်ဖြစ်လာအောင်ပုံသွင်းပေးမဲ့အဖို့တန်လက်ဆောင်ကြီးတစ်ခုဖြစ်လာပါလိမ့်မယ်ဒါဆိုရင်ဒီအသည့်မြင်တွေကိုလက်တွေ့ဘဝမှာဘယ်လိုစတင်အသုံးချကြမလဲကျွန်တော်တို့အနေနဲ့အရန်ကြီးမားတဲ့အပြောင်းလဲကြီးတွေလှုပ်ရှားမလိုပါဘူးဒီနေ့ကစပြီး9မိနစ်လောက်အချိန်ပေးုံနဲ့စတင်နိုင်မဲ့အလေးချိန်လေးတွေကိုအကြံပေးခြင်းပါတယ်ပထမအချက်အနေနဲ့ညအိပ်ရာမဝင်ငယ်လေးမှာဒီနေ့ကိုရှောင်လွှဲခဲ့တဲ့မလောက်ချိန်မဲ့အချိန်ဆွဲခဲ့တဲ့အလုပ်လေးတစ်ခုကိုစဉ်းစားကြည့်ပါပြီးရင်ငါဘာကိုကြောက်နေလို့ဒီအလုပ်ကိုရှောင်နေတာလဲလို့ကိုရိုးသားစွာမေးခွန်းထုတ်ကြည့်ပါဒါဟာကိုယ့်ရဲ့မသိစိတ်ကိုစတင်လေ့လာတာပါပဲဒုတိယအချက်အနေနဲ့တစုံတစ်ယောက်ကိုမနာလိုဖြစ်တဲ့အခါဒါမှမဟုတ်ဒေါသထွက်တဲ့အခါတိုင်းချက်ချင်းမတုတ်ပြန်လိုက်ပါနဲ့။10စက္ကန့်လောက်အသက်ပြင်းပြင်းရှူသွင်းပြီးဒီခံစားချက်ကငါတကယ်လိုချင်နေတဲ့ဘာကိုပြသနေတာလဲလို့ခဏလေးအချိန်ယူပြီးတွေးကြည့်ပါ။တတိယအချက်အနေနဲ့မနစ်အိပ်ရာထားတဲ့အခါတိုင်းငါရဲ့အကောင်းဆုံးအနာကဟရဆပ်တာဆိုရင်ဒီနေ့ကိုဘယ်လိုဖြတ်သန်းမလဲဆိုတဲ့အတွေးနဲ့နေ့စဉ်ပုံမှန်အလုပ်လေးတွေကိုစတင်ကြည့်ပါ။ဒီအတွေးလေးကတစ်နေ့တာလုံးအတွက်ခွန်အားဖြစ်စေပါလိမ့်မယ်။ချက်ချင်းကြီးကြီးမားတဲ့ပန်းနိုင်တွေဖြာဖို့မကြိုးစားပါနဲ့နေ့စဉ်ကိုယ့်ရဲ့စားတောက်မှုအိပ်စက်မှုတွေးတောမှုလေးတွေမှာမနေ့ကတည်းက100%လောက်ပိုကောင်းအောင်နေထိုင်နိုင်မဲ့အလေးကျင့်လေးတွေကိုသာသတိထားပြီးစတင်ကြည့်ပါနောက်ဆုံးအနေနဲ့စာရေးသူပြောခဲ့တဲ့စကားလေးတစ်ခုနဲ့ရန်နာခြင်းပါတယ်သင်အောင်နိုင်ရမယ့်အရာဟာသင်ရှိကတောင်းတန်းကြီးမဟုတ်ပါဘူးသင်ကိုယ်တိုင်ပဲဖြစ်ပါတယ်တောင်းတန်းဆိုတာသင်ရဲ့အစွမ်းအစတွေကိုထုတ်ဖော်ပြသဖို့စောင့်ကြိုနေတဲ့လက်ဆောင်တစ်ခုသာဖြစ်ပါတယ်ကဲဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲရန်နာလိုက်ကြရအောင်ပါဒီစီစဉ်လေးကနေအကျိုးရှိမဲ့အရာတစ်ခုခုရသွားမယ်လို့ယုံကြည်ပါတယ်တကယ်လို့သဘောကျတယ်ဆိုရင်ဒီဗီဒီယိုလေးကို like လုပ်ပေးပြီးလိုအပ်မဲ့တငယ်ချင်းတွေစီကိုလည်း share ပေးလိုက်ပါဦးအဆုံးထိအချိန်ပေးပြီးအတူတူနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ခေါက်မှလည်းဘဝအတွက်ခွန်အားဖြစ်စေမဲ့စာအုပ်ကောင်းတုံးနဲ့အတူပြန်လာခဲ့ပါမယ်မိတ်ဆွေတို့အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ရှေ့ဆက်နိုင်ကြပါစေဘိုင်ဘိုင်